ကျမတို့ရဲ့ live မှာကိုမမျော်လင့်ထားတဲ့အရာတွေလည်းအများကြီးဒါကြုံတွေ့လာရတာကြုံတွေ့ရတတ်တာဖြစ်တယ်ပေါ့နော်။ဥပမာအနေနဲ့ဆိုလို့ရှိရင်ကျမတို့ကကိုယ်တိုင်ကမရည်ရွယ်ဘဲနဲ့လည်းပဲပေါ့နော်။တနေရာနဲ့တနေရာကိုပြောင်းရွှေ့ရမယ့်အခြေအနေတွေနဲ့ကျမတို့ကြုံတွေ့လာရတဲ့အချိန်တွေလည်းရှိတတ်တာဖြစ်တယ်ပေါ့နော်။အဲ့လိုအချိန်တွေတိုင်းမှာဆိုလို့ရှိရင်အဓိကအရေးကြီးဆုံးကကျမတို့ကကိုလှုပ်တဲ့စီးပွားရေးပေါ့နော်ကိုယ့်ရဲ့အလောက်ကလည်းပဲတနေရာနဲ့တနေရာရွှေ့တဲ့အချိန်မှာဆိုလို့ရှိရင်ဒါအခက်ခဲအနေနဲ့ကြုံတွေ့ရတယ်ပေါ့နော်အဲ့ဒီအချိန်တိုင်းမှာဆိုလို့ရှိရင်ကျမအနေနဲ့ဒီ digital marketing လုပ်ငန်းကိုစတင်ဖြစ်ခဲ့တာကိုဒါအရန်ကိုမှကျေးဇူးတင်မိတယ်ပေါ့နော်ကိုကဒီလိုအခြေအနေနဲ့ကြုံတွေ့ရတယ်ဆိုလို့ရှိရင်ဘေးတွားပေါ့နော်ကျမရဲ့စီးပွားရေးကမပြောက်ပြတ်သွားဘူးပေါ့နော်ကျမတွားတဲ့နေရာတိုင်းမှာသူကအတူတကွပါသွားတာဖြစ်တဲ့အတွက်ဒါတကယ်ကိုမှဒီစီးပွားရေးကိုရွေးချယ်မိခဲ့တာတော့ဒါအရန်ကျေးဇူးတင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကျမအနေနဲ့ကျမရဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးကိုလည်းပဲဒီအခွင့်အရေးကိုတေချာလေ့လာကြည့်စေချင်တယ်ပေါ့နော်လူအများစုကဒီ first step ကကြတော့ကျမတို့ website မှာနာမည်နဲ့ email ထည့်ပြီးတော့မှလေ့လာရတယ်အခမဲ့ဆိုပြီးတော့မှတချို့တလေလည်းပဲ webinar ကိုပြီးအောင်မကြည့်ချဘူးဘာမှလည်းမသိဘူးဆိုဒီတိုင်းကြော်သွားကြတဲ့လူတွေလည်းရှိအောင်ရှိမယ်ပေါ့နော်ဒါပေမဲ့ကိုကဒီလိုပေါ့နော်ဘေးနေရာဘေးရောက်ကိုအတွက်တလို့ကိုနဲ့တပါးယူသွားလို့ရတယ်စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်တာဖြစ်တဲ့ဒါအရန်အဆင်ပြေတယ်ကျမတို့မှာကဈေးလည်းရောင်းရတာမဟုတ်ဘူးလူလည်းခွဲရတာမဟုတ်တာဖြစ်တဲ့အတွက်ကျမတို့ကပစ္စည်းတွေလည်းတိုးလောင်ထားကြမလို့ဘူးပေါ့နော်အဲ့ဒါဆိုတော့ကို့မှာဒါဖုန်းရှိတယ်အင်တာနက်ရှိတယ်ဆိုလို့ရှိရင်ကျမတို့ဘေးနေရာပဲတွားအလွယ်တကူဒီစီးပွားရေးကို run နိုင်တာဖြစ်တယ်ဒါဒီစီးပွားရေးအားတာချက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့အားလုံးကိုကျမကလေ့လာကြည့်ဖို့အကြံပေးခြင်းတယ်ကိုကတကယ်စိတ်ဝင်စားတကယ်လေ့လာပြီဆိုလို့ရှိရင် second step ထိတွားကြည့်ဖို့ဒါအကြံပေးခြင်းတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့တော်များကဒီ149လို့မြင်လိုက်ပြီဆိုတာနဲ့ဒါနောက်ဆုတ်သွားတဲ့ကြတယ်တကယ်တမ်းတော့ဒါကအားလုံးအတွက်ပေးထားတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျမတို့ကဒါရက်30အတော်တွင်မှာကိုနဲ့မကိုက်ဘူးကိုမလုပ်ဖြစ်ဘူးဆိုလို့ရှိရင် refund ပြန်ထုတ်လို့ရတာဖြစ်တဲ့အတွက်ဒါအရှုံးမရှိဘူးလေနော်ကျမတို့အစမ်းလေးလာပိုင်ခွဲပေးထားတဲ့စီးပွားရေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီအရာကိုကိုယ်တိုင်ကဒီ opportunity ကိုတခြားနားလည်ပြီးတော့မှာပေါ့နော်ဒီအခွင့်အရေးကိုရဖို့အတွက်အားလုံးကိုကျမအနေနဲ့တကယ်လေးလာကြည့်ပါလို့အားလုံးကိုအကြံပေးခြင်းတယ်ပေါ့နော်ဒါမှပဲဒီစီးပွားရေးအကြောင်းကိုအကုန်လုံးဒီတေးတည်ရမှာဖြစ်တယ်ဒါမှပဲကိုယ့်အတွက်ဒီလိုအရန်ကောင်းတဲ့ opportunity တစ်ခုကိုဒါဘယ်လိုခေါ်မလဲကိုယ့်အနေနဲ့ရယူနိုင်မှာဖြစ်တယ်ဆိုတဲ့အရာလေးကိုအားလုံးကို share လုပ်ပေးခြင်းတယ်ပေါ့နော်အဲ့ဒါဆိုတော့ဒီလို live မှာပေါ့နော်ကိုယ့်အနေနဲ့ဒီလိုအခြေအနေအကြောင်းပေါ့နော်ဒီလိုအခြေအနေနဲ့ကြုံတွေ့ရတဲ့အချိန်မှာဆိုလို့ရှိရင်ဒါကျမအနေနဲ့ဒီစီးပွားရေးကိုဒါကျေးဇူးတင်မိတယ်လို့အားလုံးအတွက်လည်းပဲဒီလိုအရန်ကောင်းတဲ့ opportunity ကိုတရှိစေခြင်းနဲ့ရရှိစေခြင်းနဲ့အဲ့အတွက်ကြောင့်မို့လို့ဒါအားလုံးကိုလည်းလေ့လာကြည့်ပါလို့ကျမအကြံပေးချင်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အချိန်မျိုးကျမဆက်သွယ်မြင်နိုင်တယ်ကျမကိုယ်တိုင်က mentor တယောက်အနေနဲ့အကောင်းဆုံးကူညီပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးပါပါပါ